ပုံနှစ်ပုံကိုအယောင်တူအောင်ဘယ်လိုလုပ်လဲ Okay Infinity Creative Center ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ tip and trick လေးမှာတော့ဒီ photo manipulation ကိုအခြေခံမရှိသေးတဲ့ beginner graphic designer တွေအတွက်ဒီအယောင်မတူတဲ့ပုံနှစ်ပုံကိုပေါ့အလွယ်တကူ color match ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုအလွယ်ဆုံးနည်းလမ်းလေးနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပုံနှစ်ပုံကို color match လုပ်ဖို့အတွက်ကျွန်တော်ဒီ video လေးမှာပေါ့ဒီမှာကျွန်တော် background ပုံလေးထည့်ပေးထားတယ်ပြီးလို့ရှိရင်ဒီအပေါ်ကဒီ Counter Strike 4က PNG လေးကျွန်တော်ထည့်ပေးထားတယ်ပေါ့ဆိုတော့ကျွန်တော် background တော့ဖျက်မပြတော့ဘူးပေါ့နော်ပြီးလို့ရှိရင်ဒီနှစ်ပုံက color မတူတဲ့အတွက် color ညှိပေးဖို့လိုတယ်ဒါပေမဲ့ဒီမှာ lighting ကမတူနေဘူးပေါ့နော် lighting ကဒီဘက်ချမ်းကလာတယ်ဒီသူ့ရဲ့ပုံမှာက lighting ကဒီဘက်ချမ်းရောက်တယ်ဆိုတော့ဒီ video မှာတော့ဒီအကြောင်းအမှာပါမယ်ကျွန်တော်တို့က lighting လေးတော့ညှိအောင်ညှိပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော် flip party နဲ့ထည့်လိုက်ဆိုတော့ lighting ကဒီဘက်ကကျတယ်အခု lighting ကနေဒီဘက်ကထိုးတာဖြစ်သွားတယ်ပုံနှစ်ပုံကိုအလွယ်နည်းနဲ့ color ညှိဖို့အတွက်ကျွန်တော် background color ကို control ချီနဲ့ duplicate လုပ်မယ်ပြီးလို့ရှိရင် layer ရဲ့အပေါ်ဆုံးကိုတင်ထားမယ်ပေါ့နော်ပြီးလို့ရှိရင် fader တွေကဘလာပြီးလို့ရှိရင်ကျွန်တော် average ဘလာဆိုပြီးနှိပ်လိုက်မယ်ဆိုတော့သူ့ပုံမှာပါတဲ့အရောင်အတိုင်းသူက average ဘလာလုပ်ပေးသွားတယ်ဆိုတော့ကျွန်တော်ကဒီအောက်ကဒီ commander ပုံမှာအရောင်ညှိမှာဖြစ်တဲ့အတွက်သူ့တဲ့ကိုကျွန်တော်က clip ပေးမယ်တွင်းပေးမယ်ဆိုတော့ background တွေဒီ background copy layer ပေါ်မှာ right click နှိပ်မယ်ပြီးလို့ရှိရင်ဒီ create clip payment လေးကိုနှိပ်မယ်ပေါ့ဒါဆိုလို့ရှိရင်အောက်ကဒီပုံလေးကိုသူက clip payment ဝင်သွားပြီဆိုတော့ကျွန်တော်က blend မှုမှာဒီ overlay ရဲ့ soft light ရဲ့ highlight ရဲ့ဆိုတော့ဒီသုံးကောင်တွေကကိုကြိုက်တဲ့ကိုပုံနဲ့ပို့ပြီးအဆင်ပြေမဲ့ဟာကိုရွှေ့လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာ highlight တွေကပို့ပြီးတော့ color match ဖြစ်တယ်ပို့ပြီးတော့သူ့ရဲ့ဘယ်လိုခေါ်မလဲသူ့ရဲ့ရက်တာကိုပို့ပြီးတော့မြောက်စီတယ်လို့ခံစားရတဲ့အတွက်ကျွန်တော်တို့ဒီမှာ highlight ကိုရွှေ့လိုက်မယ်အများနဲ့ highlight ကိုသုံးရမယ်လို့တော့မဆိုလို့ပေါ့ကိုလုံးမယ်ဒီကို color ညှိမဲ့ပုံပေါ်မူတည်ပြီးတော့ overlay နဲ့ကောင်းရင် overlay ကိုသုံးမယ် soft light ကကောင်းရင် soft light ကိုသုံးမယ်ဒီပုံမှာကျွန်တော် highlight ကပိုကောင်းတဲ့အတွက် highlight နဲ့သုံးမှာဖြစ်တယ်အများနဲ့ကျွန်တော်ကဒီတိုင်းအုပ်ပြီးလို့ရှိရင်ဒီတိုင်း blend option မပေးဘူး fade ကိုနည်းနည်းလေး short မယ်ကိုလိုချင်လောက်လေး adjust လုပ်မယ်ပေါ့90ဒါမှမဟုတ်လို့ရှိရင်ဒီ85လောက်ထိဟိုထားမယ်ဒါမှအရောင်ကအရင်စူးစူးကြီးဖြစ်မနေပဲနဲ့ပုံလေးကိုဣဝင်သွားမှာပေါ့ပြီးလို့ရှိရင် effect တွေကဒီ blend option တွေကိုဝင်မယ်ပြီးရင်ဒီအောက်ဆုံးက underline layer ဆိုတဲ့ကောင်လေးကိုကျွန်တော်တို့ကပုံကြည့်ပြီးတော့နည်းနည်းလေးကိုလိုတလောက်လေးနည်းနည်းလေးညှိပေးရမှာOkay ဒီကအများနဲ့လုပ်ပေးရမယ်လို့လည်းမဆိုလို့ဘူးဒါပေမဲ့ကိုကကိုပုံပေါ်ကြည့်ပြီးတော့ဘယ်လောက်ထိတိုက်ရလဲဘယ်လောက်ထိရုပ်ကြည့်ရှိလဲဆိုတာပေါ်မူတည်ပြီးတော့ဒါကိုချိန်ပေးလိုက်ရင်ရပြီပေါ့နော် Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ပြောထားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မရှင်းတာတွေနားမလည်တာတွေရှိလို့ရှိရင် comment box မှာ mind ခဲ့ပြီးလို့ရပါတယ်တကယ်လို့ကိုကသိချင်တဲ့အကြောင်းအရာတွေရှိရဲနားမလည်တဲ့အကြောင်းအရာတွေရှိရဲဆိုလို့ရှိရင်လည်းကျွန်တော်ကို comment box မှာရေး